ပေါ့နော်ဒီကမာရဲ့ဒီကောင်လေးရဲ့ပေါ့နော်ဒါငါးမှုလုံးပေါ့ငါးမှုလုံးလဲခေါ်တယ်ငဖယ်လုံးလဲခေါ်တယ်ပေါ့နော်ဒါကတော့ကမာပါကမာတော့လုံးဝထုတ်လို့မလောက်ပါဘူးလုံးဝရောင်းလို့လည်းမလောက်တဲ့ကမာပေါ့တနေ့ကိုဘယ်လောက်လုံးနိုင်လဲ10ပေါင်းလုံးမလားကြိုက်လောက်ကုန်နေပေါ့နော်အဲ့တော့ဒါဒီကမာကကျတော့မျှပဲတချို့ကျွန်တော်လာပြီးတော့လေစာတွေပို့ကြရဲစာမကြည့်နိုင်ဘူးဖြစ်နေတယ်ပေါ့နော်မကြည့်နိုင်ဆိုတော့ကျွန်တော်တယောက်တည်းပြဒီအကောက်ကလည်းကျွန်တော်တယောက်တည်းကင်တာဆိုတော့လေဖုန်းဆက်ပါတကယ်ဝယ်ချင်တဲ့သူဆိုကျွန်တော်ဖုန်းနံပါတ်ကျွန်တော်ကောက်ပေါ်မှာတင်ပေးထားပါတယ်ကျွန်တော်ဖုန်းဆက်ခဲ့ပါစာရဲတစ်ခါကြောက်လို့ရှိရင်ကျွန်တော်ဝင်မကြည့်ဖြစ်ဘူးအလုပ်ကလည်းတစ်ဖက်ရှိသေးတယ်ဒီတော့စာရဲကျွန်တော်မဖြည့်ပေးနိုင်ဘူးပေါ့နော်စာရဲအများကြီးတချို့ comment တွေဆိုရင်လည်းအများကြီးဖြစ်တော့ကြော်သွားတွေလည်းရှိပါတယ်အဲ့တော့ဟိုကျွန်တဲ့ဟာရအောင်မရောင်းပါဘူးလားဆိုရောင်းရပါတယ်ဒီကောင်လေးတွေဆိုရင်အရန်လူကြိုက်များတယ်ပေါ့နော်ဒီကောင်လေးလိပ်ပြလေးတွေဒီခဲဖြူလေးတွေပြီးတော့လို့ရှိရင်ဒီချိဘောလေးတွေပေါ့နော်ဒါတွေဆိုရင်အရန်ရောင်းရတဲ့ထဲမှာပါတယ်ခစ်ကတော့အကုန်လုံးကရောင်းရတယ်ခင်ဗျအရန်ရောင်းရပါတယ်အဲ့တော့ဒီပန်ဒါလေးတွေပေါ့နော်အခုကျွန်တော်တို့ပန်ဒါဆိုမန်းလေးကနေပြီးတော့ထုတ်ထားဒီလိုအစိမ်းရောင်လေးတွေပေါ့နော်အရန်လူကြိုက်များတယ်အရန်လည်းရောင်းရတယ်ပေါ့နော်အခုဒါလေးတွေပေါ့နော်ဒါကျွန်တော်တို့အခုကြော်တာဒါလေးတွေသူ့ရဲ့အရသာလေးကလေပျော့အီလေးနဲ့အရသာရှိတယ်ပေါ့နော်စားလို့လည်းကောင်းတယ်ခစ်ကလေအဲ့တခုတော့အားသာချက်အများကြီးရှိတယ်ဒီလားကျွန်တော်ဈေးနှုန်းလဲချိုတာတယ်ရောင်းရလည်းတန်တယ်စားလို့လည်းကောင်းနေရမှာပေါ့နော်ဒါခစ်ကအားသာချက်တစ်ခုပါအဲ့တော့အားလုံးပဲစားကြပါအောင်ခင်ဗျာဒီကောင်လေးလေလိုင်းနေဆိုရင်လည်းကမာလောက်ကိုရောင်းသွားသည်လားကမာရင်ကြိုက်တာမဟုတ်ဘူးနော်ကျွန်တော်ဟာလည်းအကုန်လုံးကြိုက်ကြရခင်ဗျာကောင်းတယ်ခင်ဗျာကျွန်တော်ခစ်ကပေးပြူလေပေးပြူကလည်းနည်းရှည်တယ်အခုရ10ခုပဲပါတယ်ချို့ကြောက်လေ10ခုဆိုတော့မယူချင်မဟုတ်ဘူးနော်နှစ်ဖြတ်လို့ရတယ်နှစ်ဖြတ်ဖြတ်ပြီးရောင်းလို့ရတယ်ကျွန်တော်ခစ်ကထွက်တာဆိုအမျိုးပေါင်း40ကျော်လောက်ရှိတယ်ပေါ့နော်မျိုးပေါင်း40ကျော်လောက်ရှိတယ်အဲ့ဒါမှတစ်မျိုးကိုတချို့ကြလဲအထုပ်သေးပေါ့နော်10တော့20ပေါ့နော်အဲ့လိုစပြီးရောင်းကြရတဲ့သူတွေရှိတယ်အများကြီးပဲပေါ့နော်ဒါဝက်ပင်စံထင်လက်ကြံလေးနှစ်ခုရှိရရောကြော်လိုက်ရမ်းကောင်းဒီထဲမှာအစ်စ်တွေအရန်ဝယ်တယ်ခင်ဗျကျောင်းလဲဖွင့်ပြီဆိုတော့လေကျောင်းစေးရောင်းလဲဆိုအစ်စ်တွေအများကြီးပဲဘိုင်ဘာလာတိုက်ရိုက်လာခဲ့ပါဘိုင်ဘာမှာဆိုကျွန်တော်ပုံနေလဲပို့ပေးတယ်အထုပ်ကြီးလဲပို့ပေးတယ်အထုပ်သေးပုံနေလဲပို့ပေးတယ်ပေါ့နော်တချို့မသိသေးတဲ့အစ်စ်တွေကြကြည့်ကျင်တယ်ပေါ့နော်ပုံလေးပြပေးပါဆိုတော့ဆက်ပို့ပေးတယ်ကျွန်တော်ဟို TikTok မှာကျပို့ရတာအဆင်မပြေဘူးဘာလို့လဲဆိုတော့တစ်ခါပို့မှ9ပုံပဲပို့လို့ရဘယ်ပုံမှာ20လောက်ပို့လို့ရတယ်ဆိုတော့လည်းတော်သေးရပေါ့နော်ခုနကကျွန်တော်ပြောသလိုပဲကျွန်တော် order ကတစ်ဖက်ဒီ TikTok စာဖြေတဲ့အလုပ်ကလည်းကျွန်တော်တယောက်ပဲလုပ်နေရတော့တိတ်ပြီးတော့ဟိုစာမဖြေပေးနိုင်ဘူးဖြစ်နေရပေါ့နော်အဲ့တော့ကျွန်တော်ကောက်တဲ့ဝင်ပြီးလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်အကောင့်မှာတင်ပေးထားတယ်ဖုန်းဆက်ပြီးတော့ဘာ join ပြန်ရဝယ်လို့ရပါပြီခင်ဗျာတချို့ကလည်းဘယ်လိုဝယ်ရမလဲလာမေးပါတယ်ဝယ်ရလုံးဝမခက်ပါဘူးရိုးရိုးရှင်းရှင်းလေးပါပဲ